တိုက်ပွဲဝင်နေတဲ့တွေပေါ်ဒီအားလုံးကိုမော်ရိုဒီတိုင်းပြည်နဲ့လူမျိုးတော့ပြီးဆဲမှုဒီအပေါ်ဘက်ခံပြီးကလောက်ကင်နေတဲ့တာဝန်ဝတ္တရာဒီထဲဆောင်မှုပြီးကိုနေပြီးကလုံးဝအလီနာဒင်ရာကဦးညွဲဂါရောပလူလိုက်ပါတယ်ငရောဒီရခိုင်တဲ့တော်နေနေတော့ကရေဖို့ဒီအားလုံးငရောအားလုံးမျောမဲထားတဲ့အတိုင်းနိုင်ငံရေးအမျိုးသားရေးမျောမဲရှားတီကိုအကောင့်တွေပေါ်ဖို့တော့ဇာခရီနီကပေါ်ရောက်ဇာနရာကပေါ်ရောက်တချိန်လုံးမရမနာပင်နဲ့ကိုဇာအားထုတ်လို့ရှိနေရဲ့တကယ်ငရောဒီခရီအရေကြီးကိုရှောက်လာဆိုမှာမော်ရိုငရိုဤစေလုံးညီငယ်ဆိုကိုဇာအားထုတ်မှုဒီကောင်ရေမဲရှားတီလေးကောင်းနေပြီကအယွန်ထားပို့လို့ပြီးပွန်လာတယ်မော်ရိုငရိုဤစေလုံးညီငယ်ဆိုကိုဇာမှုဒီရေဖော်ရိုဤတာဝန်ကြီးပွင့်ဆိုဆိုရင်လည်းအနိုင်နာခံရုံကဲမှုဒီကောင်ရောမာရဲ့အယွန်မော်ရိုဒီကိုတဲမွေးနေဒီအလေပရောထားတိုင်းငရောရခိုင်တော်လန်ရေးကိုတဆိုင်ရှိုးပြောင်းလဲနိုင်ရဲ့အပြောင်းလဲတစ်ခုကိုဖန်တီးပနာအမရောဆုံးဆောင်ကိုမရောက်သေးတဲ့တောင်ကအတိုင်းတာတရဲထီကိုဘိုင်နိုင်စုပ်ကိုင်နိုင်ဖို့တော့လုံဝအာသင်ပြီးကပရိုပန်နေငယ်ဆိုအရှင်ဖိုက်တယ်ရောက်ပိုက်တော်လန်ရဲ့ခရီးကိုမရကြီးရာရဲ့ပိုက်နေလဲပေါက်ဆုံးသုံးပြီးကရုံကန်ရှိတန်းနေတာမှာအခါခေတီကတော့ကအများကြီးရှိခဲ့တယ်အခုမဟာမိတ်ဆိုင်တဲ့သားဒီမှာတာဝန်ထဲဆောင်နေတဲ့ရေဖော်ဒီဆိုကတချို့ရေဖော်ဒီဆိုကအင်ကိုမပရန်မင်းသားစုနဲ့မတွေ့ရဆို9နိုင်အထောက်ကိုရှိလာပဲပါနဲ့တကယ်ရောမဟာမိတ်ဆိုင်တဲ့သားလို့ရမဟုတ်ရခိုင်ပြည်ပရဘာမှာတာဝန်ထဲဆောင်နေတဲ့တချို့တေဖွေဝန်ဒီဆိုလို့ရှိခါမင်းသားစုနဲ့နိုင်ဆေရှိပြီးကမတွေ့ရလူဒီအိမ်မပရန်ရလူဒီအမျိုးမျိုးရှိခဲ့ဖို့ပါရောဟန်ထဲမှာနေပြီးကမင်းသားစုထဲမှာလေကိုရှိုက်ခွန်ရရဲ့မင်းဖာတီကိုလင်လာဆိုဒီညီကိုမောင်မာတီနဲ့မတွေ့လိုက်ရဆိုဒီအသားမယာတီနဲ့ကိုလာဆိုဒီအမျိုးမျိုးဒုက္ခတီကိုစီနဲ့ခါစီပြီးကတိုင်းပြည်အကျိုးတော့မျိုးရှိုက်စိတ်ကိုရောခံမနာတော့အလုံးလုံးနေခဲ့တယ်ရောဂရမရေမဲရှာတီတော့နင်းကဲလာပဲဒီအခါခေတီကိုလေကောင်းနေပြီးကပြေလေအောင်ဖေချောဖို့လိုနေတော်လင်းတဲ့ခရီးမှာဒီဝင်ထုတ်ခရီးတီကိုထမ်းပြီးကမပရီလေမှုတိအများကြီးကပါနဲ့ကိုရောမာရဲ့တဲဖွေးအောင်မင်းသားစုတိရှိလာရဲ့မင်းသားစုကိစ္စတိကိုလည်းတော့ပရီလေအောင်ဖေချောင်းဖို့လိုလာရဲ့အရှိငယ်တိမွင့်လာခဲ့တယ်အရှိငယ်တိအစာအာဟာရကျဲမာရဲ့ပိုင်ညာရဲ့ကိစ္စတိကိုလည်းတော့နေပြီးထေသွန်းဆိုင်စားလာရဲ့တဲတော့မှာငကိုကားပုံအခါခေရှိနေဆိုမှာစာဝဲနေတဲ့ကိစ္စတိကျဲမာရဲ့လူမှုဖုလုံရေးဆိုင်ရာကိစ္စတိတော့လေတော့နေပြီကငရောတနိုင်ထတနိုင်ပိုလို့ပြေလေအောင်ဖေရှောင်းဖို့တော့နင်းလဲအမျိုးမျိုးရှားပြီးကိုစားလို့ရှိနေတယ်